မမေတို့ဆိုင်မှာရွှေဘိုးကက်ရှမီယာပေါ့နော်ဒီဇိုင်းအသစ်5မျိုးတောင်မှထောက်ဝင်လာပါတယ်ရှင်ဒီတစ်ခါဝင်လာဆိုရင်5ချိန်မြောက်ပေါ့နော်ဒီလိုမျိုးတပုံးမှာပေါ့နော်10ဘူးပါတယ်ဒီလိုမျိုးတစ်ဖာယူပေးုံနဲ့ကိုပဲမြန်မာငွေကြေး18000ကျပ်နဲ့ပေးပါမယ်ရှင်ဒီဆိုလို့ရှင်လဲရွေးချယ်စရာက5မျိုးတောင်ရှိရပေါ့နော်သတင်းကြွလဲလာပြီဆိုတော့လက်ဆောင်ပေးမလားပြန်ပေးရောက်မလားပေါ့နော်ဘူးကလည်းအရန်ကိုမှတေတက်တယ်ဂတ်ထူပေါ်မှာအထူသုံးပေးထားတယ်အပေါ်မှာဆိုလဲ classy ဆိုတဲ့ logo လေးလည်းပါတယ်ပေါ့နော်အနီရောင်လေးနဲ့တော်တော်လေးကိုမှထည့်ပြီးတော့လာပါတယ်ရှင် classy ရဲ့လာပေါ့နော်ပြောလို့ပြောမှာမဟုတ်ကျမနဲ့တူတူပေါ့နော်ဒီလိုမျိုးအနီရောင်ချင်းပေါ့နော်တော်တော်လေးကိုမှလာရတဲ့မှာပါတယ်ပေါ့နော်နေနေဆိုရင်လည်းဒီလိုမျိုး3200ထည့်ပေးထားရပေါ့နော်လက်ကားစီးသေးကိုမှ10ခွင်းယူပေးရမယ်ပေါ့နော်တက်ထည်သေးကိုမြန်မာငွေသေး18000ကျပ်ပါရှင်အသားလေးကိုမမေကတစ်ချက်ဖြန့်ပြပြပါမယ်ရှင်ဒါလေးကတော့ပထမအဆုံးဒီဇိုင်းပေါ့နော်အစင်ဆိုလို့ရှိရင်အရန်ပဲလှရတဲ့မှာပါတယ်သူ့ရဲ့အသားဆိုလို့ရှိရင်အီလေးပါရှင်ရေလျှော်မိဖို့တိုက်လို့လည်းရတယ်ပေါ့နော်အတွင်းချီကလုံးဝမရှုပ်ဘူးအသားလည်းမပါတော့မမတို့ပြန်ရောင်းတဲ့သူတွေချုပ်တဲ့သူပဲပေါ့နော်ကော်ပိတ်တစ်ထက်ခံကြမလို့ပါဘူးရှင်20မြောက်ဒီဇိုင်းမှာရှင်အစင်နေဆိုလို့ရှင်လည်းပေါ့နော်ထုတ်ပေးထားရတယ်တစ်စင်နဲ့စင်နဲ့လုံးဝမတူအောင်မှအမျိုးတိုင်းအကုန်လုံးကိုမှလှတယ်ပေါ့နော်ရွေးချယ်စရာကလည်း5မျိုးဒါပေမဲ့မင်းတို့ဆိုင်မှာ classy ရွှေဘိုးကက်ရှမီယာဆိုတာလည်းရောက်တာနဲ့ဒီနေ့ရောက်တယ်မနှက်ဖြန်ဆိုကုန်တဲ့အတွက်ကြောက်တော့မြန်လေးတော့ order တင်ဖို့တော့လိုပါတယ်ရှင်ကက်ဈေးလေးလည်းပါတာဆိုတော့ပြန်မဲ့လက်ဆောင်မဲ့ပေးပြန်မဲ့အောင်ပေါ့နော်မျက်နှာပန်းလန်းနဲ့ရောင်းလို့ရပါတယ်ရှင်မာယူချင်တယ်ဆိုလို့ရှိရင်မင်းတို့ကိုစိန်ကြီးနဲ့အထက်လက်ကလမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်